ခွန်ယုံသည်အဲ့ဒီနှစ်မှာပဲ refund ကိုထုတ်ပေးပါတယ်အခွန်တန်းကအဲ့ဒီ refund ကို carry လုပ်မယ်ဆိုရင်လည်း carry ဆိုတော့ဒီနှစ် refund ဒီနောက်နှစ်အတွက်ကြိုတင်ကောင်းလို့ဆိုချင်တာပေါ့နော်carry လုပ်လည်းပေးတယ်ငွေပြန်ထုတ်မယ်ဆိုလည်းထုတ်ပေးတယ်ကျွန်တော်အဲ့ဒီချိန်တော့ကလေအရန်ကိုဒီကိုဌာနတော့ဂုဏ်ယူတယ်ဒါဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းအနေနဲ့ခွန်တန်းရဲ့ယုံကြည်မှုကိုအပြည့်အဝရစေတာပဲဒီနေ့တင်ပြမယ့်ခွန်ဆိုင်ရာအကြောင်းအရာကတော့ကျွန်တော်မိကွန်းရှင်အိမ်ရဲ့မိကွန်းရဲ့တတိယပိုင်းပေါ့နော်သူကဘယ်မှာရှုံးနဲ့ပတ်သက်ပြီးတော့ပြောထားလို့ကျွန်တော်ပြေးပြီးနောက်တစ်ခုကတော့သူကအဲ့ရှုံးတဲ့နှစ်မှာဆိုရင်လည်းကြိုတင်ကုန်တော့ဒါသူ့ရဲ့ဒီဝင်ငွေကုန် refund ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် OAS နှစ်တွေရဲ့ refund ကိုပြောခဲ့ပါနော်ဒါဆိုရင်တော့ SAS နှစ်ရဲ့ refund ကိုထပ်ပြီးတော့ပြောရင်းနဲ့နောက်တစ်ခါသူပေးထားတဲ့ကုန်သွင်း refund ကြောင့်ဆက်ပါအဲ့တော့ဥပဒေမှာကတော့တူပဲเนาะ OAS အတွက်ဥပဒေ SAS အတွက်ဥပဒေဆိုတာတီးကြမရှိပါဘူးအဲ့တော့ SAS ဆိုကျွန်တော်တို့ပြောခဲ့တယ်အခွန်တန်းကိုယ်တိုင်စီကျက်တယ်အဲ့ဒါဆိုအခွန်ရုံးနဲ့ကြည်တွေ့မှုတွေမချီအောင်လို့ရည်ရွယ်ခဲ့တဲ့အနေထားနဲ့နိုင်ငံတကာရဲ့ဒီပုံစံအတိုင်းဖြစ်အောင်ဒါကျွန်တော်တို့ test form လုပ်တဲ့ချိန်မှာစပေါ်ပေါက်လာတဲ့စနစ်ပေါ့နော်အဲ့တော့ SCA ရဲ့ဒီ reform ကိုကျွန်တော်တို့ဒီစီချက်နှစ်2015-16ကစခဲ့တာပေါ့နော်အဲ့တော့ဒီနေရာမှာအခုပြောခဲ့တဲ့ refund အဲ့တော့ refund ဆိုတဲ့ဟာဘာလဲဆိုတော့ကျွန်တော်တို့ကွက်ကွန်ငင်မြောက်ပြောရရင်အခွန်တန်းကအခွန်ယုံကိုအခွန်သွင်းပြီးတော့မှငါခွန်နေများနေတဲ့ပြန်ပေးပါဆိုပြီးတောင်းရတဲ့ကိစ္စအဲ့တော့ကျွန်တော်တို့နိုင်ငံတော်ဘဏ္ဍာထဲကိုရောက်ပြီးမှပြန်ပြီးတော့တောင်းရတာဥပဒေရှိလို့တောင်းလို့ရရနော်ဒါပေမဲ့ကျွန်တော်တို့အရက်အနေနဲ့တွေးရင်တော့ဒီကိစ္စသည်ခွန်ရုံးဆိုတာခွန်ရဖို့ပဲစဉ်းစားတဲ့အနေထားနဲ့အဓိကထားတာလေအခွန်ကိုသူကအမြင့်ဆုံးရအောင်ကြောက်သူ့ဝင်ပြီးသားတော့ပြန်မပြီးချင်တာတော့ဒါကျွန်တော်တို့အပါပါဥပဒေမှာတော့ရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဥပဒေကိုအကောင့်ထဲပေါ်နေတာကလူတွေကအကောင့်ထဲပေါ်နေတာဆိုတော့ပြန်မပြီးချင်ဘူးဆိုတဲ့အားကလူစိတ်ကိုကျွန်တော်ပြောချင်တာပါနော်ဥပဒေကတော့ပေးပါတယ်အဲ့တော့အဲ့ဒီနေရာမှာဒါ OAS refund ကိုကျွန်တော်ပြောခဲ့ပါပြီပေါ်တဲ့အထိသွားမယ်ပေါ်ရင်တော့ရပါမယ်နော်SAS refund တော့ကျွန်တော် SAS ဆိုတာခွန်တန်းကိုမင်းကိုယ်တိုင်စီချက်မင်းစီချက်တိုင်းငါတို့အတည်ပြုတယ်ဒါခွန်တန်းကိုယ်တိုင်စီချက်တာကိုအတည်ပြုပေးတဲ့ဒီဟာလေး approve လုပ်ပေးတာလေပေါ့ accept လုပ်ပေးတာလေးပဲပြီးတော့မှဒီခွန်တန်းဒီသူတင်ပြထားတဲ့ကိစ္စတွေကသူ့လုပ်ငန်းနဲ့လျော်ညီရဲ့လားသူ့ဝင်ငွေတွေကနည်းနေတာလားသူ့ profit တွေကရောမျှတရဲ့လားသူကရှုံးတာဆိုတော့ရှုံးကဟုတ်ရဲ့လားဒီလိုမျိုးဒီသူ့ကိုပြန်ပြီးတော့စစ်ဆေးဖို့အတွက် criteria လေးတွေဆွဲထုတ်ပြီးတော့ကျွန်တော်တို့ကွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုံမှန်25မှာဒီလိုမျိုးစစ်ဆေးဖို့သတင်းချက်လက်ရယူဖို့ပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်နဲ့အညီစစ်ဆေးပြီးတော့ဆောင်ရွက်ရတယ်။နော်အဲ့ဒါကိုအခု SAS မှာတော့ test audit ဝင်လို့ခေါ်တာပေါ့နော်အဲ့တော့အခုပြောခဲ့တဲ့ SAS စကားဆိုတော့ကျွန်တော်ထင်တယ်2020လောက်ဒီ9နှစ်လောက်ခွန်တန်းက refund ပေါ်တယ်လို့သူကြေညာတော့မှတင်လိုက်ရင်အခွန်ယုံသည်အဲ့ဒီနှစ်မှာပဲ refund ကိုထုတ်ပေးပါတယ်အခွန်တန်းကအဲ့ဒီ refund ကို carry လုပ်မယ်ဆိုရင်လည်း carry ဆိုတော့ဒီနှစ် refund ဒီနောက်နှစ်အတွက်ကြိုတင်ကောင်းလို့ဆိုချင်တာပေါ့နော်carry လုပ်လည်းပေးတယ်ငွေပြန်ထုတ်မယ်ဆိုလဲထုတ်ပေးတယ်ကျွန်တော်အဲ့ဒီချိန်တော့ကလေအရန်ကိုဒီကိုဌာနတော့ဂုဏ်ယူတယ်ဒါဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းအနေနဲ့ခွန်တန်းရဲ့ယုံကြည်မှုကိုအပြည့်အဝရစေတာပဲခွန်တန်းဒါကိုပို့ထုတ်သွားရလို့တန်တရားရှိလားရှိရင်ကျွန်တော်ကပြောခဲ့တဲ့အတိုင်းခွန်တန်းကို test audit ဝင်လိုက်မှာပေါ့criteria တစ်ခုဖြစ်နေတဲ့အနေနဲ့ဝင်လို့ရရလေဝင်ပြီးတော့မှစစ်ဆေးလိုက်လို့သူကရတဲ့ရတဲ့ဟာမဟုတ်ဘူး
ဒါတွေကသူ့အနေနဲ့ဒါဒီခွန်ထပ်ပို့ပြီးသူတင်ပြတဲ့ခွန်ထပ်ပို့ပြီးကြားသိတဲ့အတွက်ကြောင့်မို့လို့သူထုတ်သွားတဲ့ refund okay အဲ့ချိန်မှာပုံမှန်ထက်သူကပုံမှန်စစ်ဆေးဆိုတာထပ်ပြီးတော့ပေါ်လာတဲ့ခွန်သွင်းခိုင်းတဲ့ penalty ထက်သူကပိုပြင်းထန်တယ်ထုတ်သွားတဲ့ refund ကိုလည်းကုန်ပြန်သွင်းပို့တဲ့ဟာပေါ့နော်အကုန်ပြန်သွင်းဆိုတာအခုစစ်ဆေးလိုက်လို့ပေါ်လာပို့တဲ့ဟာလည်းကုန်ပြန်သွင်းပြီးတော့မှအဲ့ဒီ refund ပမာဏရဲ့100ရာခိုင်နှုန်းသောပမာဏကိုတန်ရိုက်မှာရိုးရိုးထပ်မံတွေ့ပေါ်ပေါက်တဲ့ခွန်ကိုအများဆုံးရတဲ့တန်က85ရာခိုင်နှုန်းအခုပြောတဲ့ဒီ refund ကိုတော့ပို့ယူသွားရင်အဲ့ဒီ refund ကိုပြန်သွင်းရမယ့်အပြင်ကိုပို့ယူသွားတဲ့ပမာဏရဲ့100ရာခိုင်နှုန်းတန်ရိုက်မှာ okay ဒါ right ပဲမင်းမှန်ယူမမှန်တော့မင်းကို100တိတန်ရိုက်မှာဒါကကျွန်တော်ထင်ပါတယ်2020ဝန်းကျင်လောက်ထိဂုံသိက္ခာရှိသွားလို့ကျွန်တော်ခုံယူခဲ့တဲ့ကိစ္စပါအခုနောက်ပိုင်းကျွန်တော်တို့ကြားရတယ်တော်တော်များများလဲ test group တွေမှာလည်းပြောကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကြားခဲ့ရတယ်အခုရပ်ပိုင်းတော့ကျွန်တော်ကိုယ်တိုင်ကြုံရပါတယ်ဘာလဲဆိုတော့ကျွန်တော်ရဲ့ client company အဲ့ client company ကOAS မှာတိကျခံခဲ့တာသူ refund ဖြစ်ခဲ့တာကျွန်တော်ကိုယ်တိုင် submit ပေးခဲ့တာပါအဲ့ refund ကို OAS မှာထုတ်တဲ့အချိန်မှာ refund ပေါ်ပေါက်တာကိုသိမှတ်ပြုခဲ့တဲ့ဥပဒေကိုကောင်းစွာနားလည်လိုက်နာတဲ့အခွန်မှုနဲ့ဌာနမှုတို့ကပြောင်းသွားတယ်နောက်နှစ်ကျတော့ဌာနမှုအသစ်မှာ refund တောင်းတော့အဲ့ဒီ refund ကိုဘုရားကပြောသူလူပုဂ္ဂိုလ်ရဲ့စံနာနဲ့ထုတ်ပေးခြင်းတော့ကြံ့ကြာတာပေါ့အဲ့တော့ refund ဥပဒေမှာရှိပြီးသားနော်အဲ့လိုကြံ့ကြာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒီ refund ကို2နှစ်လောက်မရခဲ့အတိုက်ဆိုင်စွာပဲအဲ့ဒီကျွန်တော်တို့ရဲ့ company ဒီ OAS စနစ်ကနေပြီးတော့ SAS စနစ်ကိုတောင်းလဲစီချက်ဖို့ပြည်သူ့များဦးစီးဌာနရွေးချယ်တဲ့ power တော့ကျွန်တော်တို့ SA ရဲ့အခွန်ရုံးရဲ့အခွန်တန်းဖြစ်တော့အဲ့ဒီအပြောင်းလဲမှာ refund ကိုထပ်ပြီးတော့ OAS မှာတောင်းတဲ့ချိန်မှာ SAS မှာပဲတောင်းပါတော့လို့ပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ SAS အခွန်ရုံးမှာ refund တောင်းရတဲ့ကိစ္စကိုဆောင်ရွက်ရပါတယ်အဲ့တော့အဲ့လိုဆောင်ရွက်တဲ့အခါမှာတော့ဥပဒေကတစ်ခုတည်းဆိုပေမဲ့ကြုံရတဲ့ကိစ္စရက်တွေเนาะအဲ့ဒါတွေကိုကျွန်တော်နောက်ထပ်တစ်ပိုင်းမှာထပ်ပြီးတော့တင်ပြပေးပါမယ်เนาะအဲ့တော့အဲ့ဒါဒီအခုပြောခဲ့တဲ့ဒီအရှုံးနဲ့ပတ်သက်တဲ့ refund ကိုဒါကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ OAS မှာတော့တော်တော်ခက်တယ်ဒါပေမဲ့ဒီဝင်ငွေကောင်မှာအရှုံးနဲ့ပတ်သက်တဲ့ refund ဒီခိုင်လုံဖို့ပုံသွဲကောင်မှာ refund ချစ်ခဲပါတယ်เนาะဒါပေမဲ့ကျွန်တော်အခုပြောခဲ့တဲ့ case ဆိုရင်တော့ပုံသွဲကောင် refund ဒါဆိုပုံသွဲကောင် refund ဘယ်လိုနေချားတွေပေါ်ပေါက်တယ်ဆိုတာကိုလည်းကျွန်တော်နောက်ထပ်ဘယ်လိုနေချားတွေကြောင့်ပုံသွဲကောင် refund ပေါ်ပေါက်တယ်ဆိုတာကိုလည်းကျွန်တော်နောက်ထပ်တစ်ပိုင်းမှာထပ်ပြီးတော့တင်ပြမှာဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ပိုင်းမှာတော့ကျွန်တော်တို့ပုံသွဲကောင်က refund မရှိဘူးလားဆိုတော့ဈေးပဲရတယ်ဆိုတဲ့အပိုင်းရယ်ကျွန်တော်အခုကုန်သွဲ refund တောင်းခံနေတဲ့ OAS ကနေ SAS ကိုတောင်းသွားတဲ့ကျွန်တော်ရဲ့ဒီ client ကိုနမူနာပြုပြီးတော့ပေါ်ပေါက်လာတဲ့ဥပဒေနဲ့လွဲချော်တဲ့ချို့ procedure တွေကိုလည်းဆက်ပြီးတင်ပြပါမှာဖြစ်ပါတယ်